ကျွန်တော်ခုရောက်နေတာကတော့တောင်တကုံ145ရက်ကွက်တိတ်တရမေးလမ်းမကြီးနဲ့ကေတုမတီရက်ကွက်ချမေးလမ်းမကြီးလမ်းဆုံပေါ်မှာဖြစ်ပါတယ်ဒီကေတုမတီမေးလမ်းမတိုင်ဝင်သွားလို့ရှိရင်တိတ်တရမေးလမ်းမကြီးကေတုမတီမေးလမ်းမကြီးအပြင်ရတနာပုံမေးလမ်းမကြီး3ခုလုံးရဲ့ဒဲဆင်းခုတ်ကွက်လေးကိုရောင်းပေးခြင်းလို့ဖြစ်ပါတယ်ခင်ဗျာအခုရောက်နေတာကတော့ကေတုမတီရက်ကွက်ချမေးလမ်းမကြီးနဲ့မြေခွက်မှာရှိတဲ့လမ်းထိပ်နဲ့လမ်းဆုံမှာဖြစ်ပါတယ်ဗီဒီယိုစမှာရက်ခဲ့တဲ့တိတ်တရမေးလမ်းမကြီးနဲ့ကေတုမတီလမ်းမကြီးလမ်းဆုံကနေဆိုရင်ဒီနေရာကို10မိနစ်လောက်ပဲမောင်းဝင်လာမှာဖြစ်ပါတယ်ကေတုမတီလမ်းမကြီးဟာဒီမှာ145နဲ့146ကိုချပြီးတော့ဟိုဘက်ကိုဆက်သွားမယ်ဆိုရင်146နဲ့150နဲ့151နဲ့153ကိုစစ်တိုက်ရက်ကွက်ချသွားမယ်ရက်ကွက်ချမေးလမ်းမရှိဖြစ်ပါတယ်အမက်နစ်ကလာတဲ့လောကလမ်းမကြီးထိရှည်တဲ့လမ်းဖြစ်ပါတယ်ဒီကေတုမတီလမ်းမကြီးကနေဝင်လိုက်တာနဲ့မြင်နေရတဲ့ဒုတိယမြေခွေလေးပဲဖြစ်ပါတယ်ခင်ဗျာဒီမြေခွေလေးဖြစ်ပါတယ်ချန်စီယိုကြောက်တိုင်ခိုင်မှာခတ်ထားပြီးဖြစ်ပြီးတော့ကေတုမတီလမ်းမကြီးကနေဝင်လာလို့ရှိရင်နှစ်ကွဲမြောက်ခုတ်ကွေလေးဖြစ်ပါတယ်ဒီဘက်ကိုဆက်သွားမယ်ဆိုရင်ရတနာပုံမဲလမ်းမကြီးထိပေါက်ပါတယ်ခင်ဗျာမြေသားလမ်းကနေကော့ကလစ်လမ်းဆင်းညစ်တင်မယ်လို့သတင်းထွက်နေတဲ့တိတ်တရမဲလမ်းမကြီးကနေဆိုရင်လည်းဒက်ဆင်ခုတ်ကွေလေးဖြစ်တာကြောင့်မို့နေရာကွက်ကွဲအလောကောင်းပြီးတော့တိတ်တရလမ်းခင်းပြီးလို့ရှိရင်တန်ဖိုးတွေဇာထိုးတက်လာမယ်နေရာလေးဖြစ်ပါတယ်ပေ40ပေ60ပါမက်မြေခွေဖြစ်ပြီးတော့စီပင်အိုးအိမ်စီးရောက်တဲ့မြေခွေလေးဖြစ်ပါတယ်မြေပြင်မှာကျူးချန်စီယိုပန်ဝေါကျင်းနေသားတွေတည်ပြီးဆိုတော့အနာဂတ်လားလာအတွက်မြေပုံနဲ့တစ်ခါထပ်ကြည့်ရအောင်ခင်ဗျာဒီနေရာလေးပဲဖြစ်ပါတယ်ခင်ဗျာဒါကတော့ကေတုမတီမိလမ်းမကြီးဖြစ်ပါတယ်ဒါကတော့တိတ်တရမိလမ်းမကြီးဖြစ်ပါတယ်ဗီဒီယိုစမှာကျွန်တော်တို့ကားနဲ့ရပ်ပြခဲ့တဲ့နေရာလေးကတော့ဒီတိတ်တရမိလမ်းမကြီးနဲ့ကေတုမတီလမ်းမကြီးရဲ့လမ်းဆုံမှာဖြစ်ပါတယ်အဲ့ဒီကနေပြီးတော့မြေခွေလေးရောင်းချမဲ့နေရာလေးကိုကားနဲ့ဝင်လာမယ်ဆိုရင်10မိနစ်တောင်မမောင်းရဘဲနဲ့ရောက်ရှိသွားမှာဖြစ်ပါတယ်မြေခွေနားထိကားမောင်းဝင်လာလို့ရပါတယ်ဒီကေတုမတီလမ်းမကြီးကနေပြီးတော့ကျွန်တော်တို့ဒီဘက်ကိုဝင်လိုက်ပြီဆိုတာနဲ့ပထမတစ်ခွက်ဘေးနာကဒုတိယတစ်ခွက်ပဲဖြစ်ပါတယ်မြေခွေလေးရှိတဲ့လမ်းအားဆိုလို့ရှိရင်ဒီဘက်မှာကေတုမတီမေးလမ်းမကြီးကနေစပြီးတော့ကျွန်တော်တို့စန္ဒနာဘုံပေတရမေးလမ်းမကြီးကိုဖြတ်ပြီးတော့နောက်ဆုံးဇောတိကလမ်းထိရှိမှာဖြစ်ပါတယ်ခင်ဗျာစန္ဒနာဘုံမေးလမ်းမကြီးအားဆိုရင်လည်းတောင်တကုံတကုံစစ်ကမ်းမှာနာမည်ကြီးပေတရလမ်းရှိဖြစ်ပါတယ်53ရက်ကွက်ကနေပြီးတော့154ရက်ကွက်ထိရှိတဲ့တကယ်မေးလမ်းမရှိဖြစ်ပါတယ်ကေတုမတီလမ်းမကြီးဆိုတာကတော့ကျွန်တော်တို့ဒီဘက်ချမ်းမှာဆိုရင်146ရက်ကွက်နဲ့145ရက်ကွက်ဒီဘက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်146ရက်ကွက်နဲ့152ရက်ကွက်ဒီဘက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်151ရက်ကွက်နဲ့153ရက်ကွက်ကိုခြားပြီးတော့အမတ်နှစ်ဘက်ကနေလာတဲ့ဒီလောကမေးလမ်းမကြီးမှာဆုံးသွားမယ်မေးလမ်းမရက်ကွက်ချာလမ်းမအရှိကြီးဖြစ်ပါတယ်အဲ့လိုမျိုးရက်ကွက်ချာမေးလမ်းမရှိကြီးကနေဝင်လာမယ်ဆိုလို့ရှိရင်ဒုတိယမြောက်ခုတ်ကွက်လေးဖြစ်ပြီးတော့တိတ်တရလမ်းကနေဆိုရင်လည်းဒဲရှင်းလမ်းပေါ်ကခုတ်ကွက်လေးပဲဖြစ်ပါတယ်ရတနာဘုံလမ်းမကြီးဇောတိကလမ်းမကြီးဘက်ကနေလာမယ်ဆိုလို့ရှိရင်လည်းဒဲရှင်းခုတ်ကွက်လေးဖြစ်ပါတယ်ခင်ဗျာနေရာ location အလောကောင်းပါတယ်မြေပြင်မှာရောမြေပုံမှာရောကြည့်ပြီးဆိုတော့တိတ်တရလမ်းမကြီးရတနာဘုံလမ်းမကြီးကေတုမတီလမ်းမကြီးတို့ရဲ့ဒဲရှင်းခုတ်ကွက်ဖြစ်တဲ့အပြင်ဘေးနားမှာဖုန်ကြီးကျောင်းတွေတာဝါတိုင်တွေလမ်းဦးတိုက်တာတွေကျူးတွေဘာမှမရှိဘဲနဲ့မြေပြင်ချန်နေထားလောကောင်းပြီးတော့လမ်းခင်းမယ်လို့သတင်းထွက်နေတဲ့တိတ်တရလမ်းမကြီးရဲ့ဒေဆင်းခုတ်ကွက်လည်းဖြစ်တာကြောင့်မို့လို့ရေစီသိမ်းထားမလားချိန်တူတင်မဲ့ပြန်ရောင်းမလားဘယ်လိုလဲလို့ရှင်ပြည်မဲ့အနာဂတ်မှာကျိုးမြတ်များကြီးရနိုင်မဲ့ဒီမြေကွက်လေးကိုစိတ်ဝင်စားတဲ့ဆိုရင်တော့အခုပဲမရောင်းခင်ကမြအောင်ဝယ်နိုင်ဖို့အကျိုးတော်ဆောင်နဲ့စစ်တက်လိုက်ပါခင်ဗျာ